အဲဒီနောက်ဂျပန်နိုင်ငံဝန်ကြီးချုပ်ရဲ့ဇနီးနဲ့ဖွဲ့သည်ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်48ရပ်ကွက်ရှိအိမ်မက်လရထားလေး Rain Train လူငယ်ဖွံ့ဖြိုးရေးပရိဒဂေဟာကိုရောက်ရှိရာရှင်းလင်းဆောင်မှာဂေဟာအားဦးဆောင်ထူထောင်သူဆရာဝန်ကြီးရဲ့ဇနီးဒေါက်တာယူနာယိုရှိအိုကာနဲ့ဂေဟာနာကဖွဲ့ဝင်ဦးမြတ်သူတို့ကဂေဟာနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြကြပါတယ်ဆိုပါဂေယာကို2010ခုနှစ်ဒီဇင်ဘာလ24ရက်မှာဂျပန်နိုင်ငံခြေဆိုင်ဂျပန်နှလုံးသားအဖွဲ့မှခွဲစိတ်ထူးခုဆရာဝန်ကြီးဒေါက်တာဟီဒက်ဒိုယာရှိအိုကာနဲ့အလူရှင်များရဲ့ဦးဆောင်ပံ့ပိုးမှုဖြင့်စတင်ဖွင့်လှစ်ခဲ့ကြောင်း2011ခုနှစ်စက်တင်ဘာလ12ရက်မှာလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဌာနကပထမအဆင့်ပရဟိတဂေဟာဖြစ်အသိမှတ်ပြုခဲ့ကြောင်းဂေဟာမှာသူငယ်တန်းမှတသမတန်းအထိတက်ရောက်နေတဲ့ကျောင်းသား80ကျောင်းသူ86ဦးစုစုပေါင်း156ဦးရှိကြောင်းသိရှိရပါတယ်အဲဒီနောက်ဂျပန်နိုင်ငံဝန်ကြီးချုပ်ရဲ့ဇနီးနဲ့ဖွဲ့သည်ဂေဟာမှာဖွင့်လှစ်ထားတဲ့သပင်ညက်အနှိပ်ပညာကွန်ပျူတာလျှက်စစ်ပြင်တခြင်းစုရေဆေးပကြီးအခြေခံပကြီးဆက်ချုပ်စတဲ့သင်တန်းခန်းများအားလှည့်လည်ကြည့်ရှုခဲ့ပါမယ်ခင်ဗျာ